မယောင်းလိုင်ကလက်ရှိချိန်မှာအိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့အချိန်မှာပဲအိန္ဒိယနိုင်ငံမှာသဲမုန်တိုင်းတွေအကြီးကျယ်တိုက်ခိုက်နေပြီးတော့ဒါလူဒဏ်ရာထိခိုက်မှုတွေအများကြီးရှိနေကြောင်းကြားသိရတယ်ပေါ့နော်ဆိုတော့တိုက်ဆန်ဆိုင်ပဲနော်ကန်ဆိုးမှသွားလေရမိုးလိုက်လို့ရွာဆိုတဲ့ကဲတော့မယောင်းလိုင်သွားတဲ့နေရာမှာမုန်တိုင်းတော့လာလိုက်သေးတယ်ဟလားဆိုတော့မင်းအောင်လှိုင်ကိုအခုချိန်မှာအိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့အချိန်မှာနိုင်ငံတကာအတိုင်းဝိုင်းကနေပြီးတော့မင်းအောင်လှိုင်ကိုဖမ်းဆီးဖို့အတွက်အကြီးကျယ်နှိုးဆော်မှုတွေလှုပ်ဆောင်နေတယ်။အိန္ဒိယကဒီမိုကရေစီအော်ပြီးတော့ဘလို့ဖြစ်လို့ဒီကုပြည်သူတွေကိုတပ်ဖြတ်နေတဲ့เนาะအကြမ်းဖက်လမ်းစဉ်ကိုသွားနေတဲ့မင်းအွန်လိုင်းကိုဘယ်လိုဖြစ်လို့ဖိတ်ခေါ်လိုက်တာလဲဆိုပြီးတော့မင်းခွန်းနဲ့ထုတ်နေပြီးတော့အခုအိန္ဒိယအနေနဲ့မင်းအွန်လိုင်းကိုချက်ချင်းဖမ်းပြီးတော့ ICC ကိုပို့ဆောင်ဖို့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကအခုချိန်မှာအကြီးကျယ်ကိုဖိအားပေးနေကြပြီပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့တနိုင်ငံလုံးကပြည်သူတွေတတိထားရမယ့်အရာဖြစ်တယ်အဲ့ဒါကတော့အခုချိန်မှာပေါ်သာဆွဲနေပါတယ်။ပေါ်သာဆွဲမှုကအကြီးကျယ်ကိုတကယ်ကိုဆူရွားနေလို့ကြားသိရပါတယ်။နော်ရန်ကုန်မြို့လေးကောင်းရဲနော်ပြီးတခါကျသိန်ကြီးဈေးရှိနဲ့ဒါတောင်ကြီးမြို့နယ်မုံရွာမြို့မှာစစ်တပ်နဲ့ view saw ထီတွေကလူငယ်ရာကြီးကိုဗျာနော်ကျွန်တော်တို့တောက်လျှောက်လုံးဝဗျာတမျိုးလုံးကနော်ယောက်ျားသားတွေ trust ဆိုတဲ့ကဲတော့နော်အကုန်လုံးကိုလိုင်းလံဖမ်းဆီးနေကြအောင်ချားသိရပါတယ်ဆိုတော့မင်းအောင်နိုင်ကတော့သမရဖြစ်ပြီးကလေးကနေလုံးဝနော်ဟိုဘယ်လိုပြောရမလဲဗျာနော်ရေဝင်းဦးကိုဒါစစ်ဘက်ဆိုင်ရာမှာအကြီးကျယ်ကိုအားလုံးအနှံထားတယ်ပေါ့နော်ဆိုတော့ရေဝင်းဦးရဲ့ဒါ viewer တွေကအခုချိန်မှာအကြီးကျယ်ကိုမင်း online တဲ့စူးစမ်းပြနေပေမဲ့လည်းကြာရှုံးမှုတွေဖြစ်ပေါ်နေတယ်ဒါကြောင့်မလို့အခုချိန်မှာတို့မှာစစ်အင်အားလိုအပ်တယ်ပေါ့နော်အထူးသဖြင့်တော့ဒါစစ်သားတွေတီလာကြတယ်ဗျာတီလာကြတဲ့ကကြတော့အခုစစ်သားတွေလွှဲနေတယ်ဒီလိုချိန်မှာပေါ်သားဆွဲမှုတွေတောက်လျှောက်လာပါမယ်ဆိုတော့ပြည်သူတွေအနေနဲ့လည်းဒီကြားထဲမှာပေါ်သားဆွဲမှုတွေတောက်လျှောက်လာပါမယ်အရန်ကမှာ queue site မှာရပါမယ်နော် queue site ကြပါ